ပထမဆုံးအလုပ်အင်တာဗျူးမှာစကတ်တိုလေးဝတ်လာတဲ့ចောင်းသူလေးကိုမြင်တော့ကျွန်တော်ဟာသူမကိုအပေါ်အောက်အကဲခတ်ရင်ပြုံးနေမိခဲ့ပါတယ်တခုခုမားနေပြီလို့ခံစားမိတဲ့မိန်းကလေးဟာသူမရဲ့စကတ်နာကိုစိုးရိမ်နေကြီးဆွဲချနေခဲ့ပါတယ်ဒါပေမဲ့နောက်ဆုံးမှာတော့သူမဟာကျွန်တော်ရဲ့ရယူလိုတဲ့လက်တွင်းကနေမလွတ်မြောက်နိုင်ခဲ့ပါဘူးဒီကိစ္စကိုနှုတ်ပိတ်ဖို့အတွက်ကျွန်တော်ဟာပိုက်ဆံထုတ်တစ်ထုပ်ကိုပြစ်ပေးခဲ့ပါတယ်တိတ်မကြခင်မှာပဲအဲ့ဒီမိန်းကလေးဟာဒီတန်ကိုမခံစားနိုင်တော့လို့အဆုံးစီရင်သွားတဲ့သတင်းကိုကြားလိုက်ရပါတယ်ဒါပေမဲ့ကျွန်တော်ကတော့စီးပွားရေးရောင်းဝယ်တစ်ခုကိုအမြန်သွားလုပ်ဖို့ပဲစိတ်ဆောနေတာကြောင့်ဒါကိုဂရုမစိုက်ခဲ့ပါဘူးတောင်တန်းဒေသတစ်ခုကိုဖျက်ပြီးကားမောင်းလာတော့မှကြီးကန်းတစ်ကောင်ဟာကားရှိကနေရုတ်တရက်ပြန်တန်းဖြတ်ကျော်သွားခဲ့ပါတယ်လန့်သွားတဲ့ကျွန်တော်ဟာကားကိုအမြန်ကွေ့ချလိုက်ရာကနေတောအုပ်ထဲကိုထိုးဆင်းပြီးမှောက်သွားခဲ့ပါတယ်ကျွန်တော်တတိလက်သွားပြီးပြန်နိုးလာတဲ့ခါမှာတော့သူစိမ်းတယောက်ရဲ့အိမ်ကိုရောက်နေတာကိုတွေ့လိုက်ရပါတယ်ရွာသားတွေကကျွန်တော်ကိုကယ်တင်ပေးခဲ့တာဖြစ်ပါတယ်ဒီလိုမတော်တဆမှုမျိုးကနေအသက်ရှင်ခဲ့တာဟာကံကောင်းခြင်းလို့ကျွန်တော်ထင်မှတ်ခဲ့ပါတယ်ဒါပေမဲ့ညစာစားပြီးနောက်ကားကိုရှာဖို့တောင်ပေါ်ကိုပြန်တက်သွားတဲ့အခါမှာတော့ကားကိုဘယ်မှရှာမတွေ့တော့ပါဘူးပိုဆိုးတာကတော့ကျွန်တော်ဟာမတော်တဆခြေထောက်ကျိုးသွားခဲ့ပါတယ်အသေးအတန်အကူညီတောင်းအော်ဟစ်ခဲ့ပေမဲ့လူသူမနီးတဲ့တောနက်ထဲမှာဘယ်သူမှရှိမနေခဲ့ပါဘူးမကြခင်မှာပဲတောင်ပေါ်ကတိုက်ခတ်လာတဲ့အိတ်ဆက်တက်လေးကြောင့်ကျွန်တော်ဟာထိမ့်မနိုင်အောင်တုံရင်လာခဲ့ပါတယ်ကျွန်တော်လက်လျှော့တော့မဲ့အချိန်မှာပဲတမီးအောင်တစ်ခုလင်းလာခဲ့ပြီးကျွန်တော်လမ်းပြောင်းနေမှာကိုစိုးရိမ်နေရွာသားတွေရောက်လာခဲ့တာပဲဖြစ်ပါတယ်